trade လုပ်တိုင်းစုကြည်တွေကိုရယူနိုင်တဲ့ MESC Exchange အကောင့်ဖွင့်နည်းကိုဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ MESC application ကိုတော့ App Store မှာဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ်သွားပြီး download ဆိုလိုက်ပြီးတော့သူ့ထဲဝင်လိုက်ပါသူ့ထဲဝင်လိုက်တော့အခုလိုမျိုးပြလာပါလိမ့်မယ်အဲ့ဒီအချိန်မှာ Sin App Store လေးကိုနှိပ်လိုက်ပါပြီးတော့နောက်တစ်ဆင့်အနေနဲ့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်လာတဲ့အခါမှာအောက်ဆုံးကပေါ့နော် Enter Referral Code ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒီနေရာမှာဖြည့်ရမယ့်နေရာမှာကျွန်တော် invite code လေးကိုထည့်ပေးပါဘာဖြစ်လို့ထည့်ခိုင်းတာလဲဆိုတော့ကဒီလိုမျိုးထည့်လိုက်မယ်ဆိုရင် commission rate တွေလည်း brother တို့အနေနဲ့ပြန်ပြီးရမှာဖြစ်ပါတယ်အဲ့လိုကုတ်ထည့်ပြီးသွားပြီဆိုရင်တော့ဒီအောက်က continue with email ဆိုတာလေးကိုနှိပ်ပေးပါပြီးတော့ဒီနေရာမှာကိုသုံးနေကြ Gmail လေးကိုထည့်ပြီးအောက်က continue ကိုနှိပ်ပေးပါပြီးတော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်လာတဲ့အခါမှာများကိုပေါ့နော်ပုံတွေကအတိုင်းပဲဒီသူ့ရဲ့ကွက်လက်နေရာလေးကိုပြည့်အောင်ဖြည့်ပေးလိုက်ပါဖြည့်ပြီးတော့ခဏစောက်ပေးလိုက်တဲ့အခါမှာဆိုရင်ဒီကိုယ့်ရဲ့ Gmail တွေကိုပေါ့နော်ဖြည့်ခဲ့တဲ့ Gmail တွေကိုကုတ်6လုံးပို့လာပါလိမ့်မယ်အဲဒီကုတ်6လုံးကိုဒီနေရာမှာထည့်ပေးပြီးရင် next ကိုနှိပ်ပေးပါနောက်တစ်ဆင့်အနေနဲ့တော့ password 10လုံးထည့်ပေးရပါမယ်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ရေးပေးထားတဲ့နမူနာအတိုင်း password ကိုထည့်ပေးပါ password ထည့်ပြီးပါပြီဆိုရင်တော့အကောင့်ပွင့်သွားပါပြီအကောင့်ပွင့်သွားတဲ့အခါမှာဒီကိုယ့်ရဲ့အကောင့်ကိုအတည်ပြုဖို့လိုပါတယ်ဒီတော့ KYC verify လုပ်ဖို့ verify now လေးကိုနှိပ်ပေးပါပြီးတော့ရင်တော့ဒီနေရာရောက်လာပါလိမ့်မယ်ဒီနေရာမှာဆိုရင်တော့ဒုတိယမြောက်ဖြစ်တယ်ပေါ့နော် advanced KYC ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါဒီမှာ verify ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုနှိပ်ပေးပါဒီမှာဆိုရင် start verification ကိုဆက်ပြီးတော့နှိပ်ပေးပါကဲဒီနေရာရောက်ပြီဆိုရင်တော့ကိုကဘယ်ကတ်နဲ့ KYC verify တင်မလဲဆိုတာယူလို့ရပါတယ် passport ပဲဖြစ်ဖြစ်ဒီမှတ်ပုံတင်နဲ့ပဲဖြစ်ပေါ့နော်ကျွန်တော်တို့ပထမဆုံး ID card ဆိုတဲ့မှတ်ပုံတင်ကတ်ကိုပဲယူလိုက်ပါတယ်ပြီးတော့အောက်ကနှိပ်ကိုနှိပ်ပါတယ်ဒီနေရာရောက်လာရင်တော့အပေါ်နည်းနည်းဆွဲတင်ပေးလိုက်ပါဒီနေရာရောက်လာတဲ့အခါမှာတော့ကိုယ့်ရဲ့မှတ်ပုံတင်အရှိနောက်ကိုထည့်ပေးရပါမယ်ပထမပုံကတော့မှတ်ပုံတင်အရှိပဲအောက်ဘက်ကတော့မှတ်ပုံတင်အနောက်ဘက်ပေါ့နော်ပြီးတော့အောက်ဘက်က process ဆိုတာလေးကိုနှိပ်ပေးပါအပြည့်အောင်လေးပေါ့နော်ပြီးတော့ဒီနေရာရောက်လာတဲ့အခါမှာအောက်ဘက်က content news ဆိုတဲ့အပြည့်အောင်လေးကိုနှိပ်ပေးပါနည်းနည်းလောက်စောက်ပြီးရင်တော့မျက်နှာ verify လုပ်ပေးရတယ်ပေါ့နော်မျက်နှာ scan ဖတ်ပေးရတယ်ပြီးသွားတဲ့အခါမှာဆိုတော့အမှန်ချစ်သွားလိမ့်မယ်အဲ့လိုအမှန်ချစ်ပြီးသွားပြီဆိုရင်တော့ဒီမျိုးလေးပေါ်လာပါလိမ့်မယ်ဒီမျိုးဖြစ်တဲ့နေရာမှာဆိုတော့ဒီ9ဘိုင်းလောက်တော့စောက်ကြရတယ်ပေါ့နော်ပြီးသွားရင်တော့ KYC အောင်ပြီးသွားပြီဆိုရင် raw hub မှာသွားပြီးတော့ဒီ trade position ပေါ့နော် future trade position အနေနဲ့$5သွားပြီးယူလို့ရပါတယ်အဲ့ future trade position voucher ယူပြီးတော့လည်း trade လုပ်လို့ရတယ်ပေါ့နော်ဒီတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်နေဒီလိုနားမလည်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ Telegram chat box ကနေလာပြီးတော့မေးလို့ရတယ်အခုမှလည်းမေးခဲ့လို့ရပါတယ်ဒီအကောင့်ဖွင့်ဖို့ကတော့ link ကိုတော့ကျွန်တော်ဒီ video ရဲ့ description မှာလည်းရေးပေးထားပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ပြီးတော့ဒီပုံမှာပဲပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာ